ဒီနေ့ BBC သတင်းအရပေါ့ကျွန်တော်တို့ဒီ weight loss အတွက်သုံးနေတဲ့ဆေးတွေအားတဲ့ကျွန်တော်တို့ဒီသုံးနေတာရက်လိုက်တယ်ဆိုရင်ね weight ကားတဲ့အလင်းမြန်ပဲပို့ပြီးတော့တက်တယ်တဲ့ဒီပုံမှန်ပမာဏထက်တဲ့ပို့ပြီးတော့လေ4ဆလောက်တက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါလူပြောများနေကြတယ်ပေါ့နော်သူဒါကိုးကားထားတော့ British Medical Journal ကိုကိုးကားထားတာပေါ့နော်အဲ့ဒီ journal အရာကကျွန်တော်တို့ကဒီ weight ပြန်တက်တဲ့အခါမှာတစ်လကို 0.8 kg လောက်တက်တယ်ကျွန်တော်တို့တစ်နှစ်ဆိုရင်ね9 kg 10 kg လောက်ပြန်တက်ပြီလို့ဆိုတယ်ပေါ့နော်ပြီးတော့အဲ့ဒီစာတမ်းမှာပဲပေါ့နော်သူကပုံမှန်နဲ့ diet လုပ်တယ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာဆိုရင်ねဒါပြန်တက်တဲ့နှုန်းကအဲ့လောက်ကြီးမမြန်ဘူးပေါ့နော်ကျွန်တော်တို့ကဆေးအကူအညီပဲယူတဲ့လူတွေမှာပေါ့နော်ပြန်တက်တဲ့နှုန်းကတဲ့ဒါသူတို့ခုနပြောတဲ့ data အရဆိုရင်ဒါ4ဆလောက်မြန်တယ်လို့သူတို့ကဆိုတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ဒီ GLP-1 agonist ကပေါ့နော်ကျွန်တော်တို့ကအစာစားခြင်းတဲ့စိတ်ကိုသူကထိန်းချုပ်ပေးတယ်ပေါ့နော်အဲ့တော့ဆေးကိုရက်လိုက်တဲ့အခါမှာဒီအစာစားခြင်းတဲ့စိတ်ကိုထိန်းချုပ်ထားတဲ့အရာကလည်းပောက်ကွဲပြီးတော့ပုံမှန်တက်ပို့ပြီးတော့စားဖြစ်တယ်ပေါ့နော်ဒါကြောင့်ねကျွန်တော်တို့ပုံမှန်တက်မြန်ဆက်ဆန်ပဲဒါ weight ကအစမတန်တက်တယ်လို့ဒီစာတမ်းကတော့ဒါရှင်းပြထားတယ်အဲ့တော့ကျွန်တော်တို့ကဘာတတိထားရမယ်ဘာတွေတိထားရမလဲဆိုတော့ဒီဆေးကိုရက်လိုက်ရင်ကျွန်တော်တို့က weight ပြန်တက်နိုင်တယ်ဆိုတာကျွန်တော်တို့ကတိထားဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ကရေရှည်အတွက်ဆိုရင်ဒီဆေးကိုပဲပေါ့နော်ဒါအားကိုးနေလို့မရဘူးကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်ဖို့ရယ်အစားထိန်းဖို့ရယ်ကျွန်တော်တို့က life science ချင်းဖို့ရယ်ကိုလိုအပ်မှာဖြစ်ပါတယ်